สวัสดีค่ะทุกคนဒီနေ့ကတော့ကျမတို့ရဲ့ day 1ဖြစ်ပါတယ်ဒီနေ့ day 1လေးမှာကတော့ကျမက middle consonant ပေါ့နော်အလယ်တန်ပြီးအုပ်စုကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့ဒီနေ့လုပ်ရမယ့်စာလေးဒီအလယ်တန်ပြီးအုပ်စုစာလုံးလေးတွေကိုတစ်လုံးကို15ခေါက်စီရေးပြီးတော့ comment လေးမှာထပ်ပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ဆက်ပြီးကြည့်လိုက်ကြမယ်နော်ကျမတို့လေ့လာရမယ့်ပထမအဆုံးပြီးလေးဒီကောကိုင်ကြက်ကိုခေါ်တာပဲဖြစ်ပါတယ်အနောက်ကကိုင်ဆိုတဲ့စကားလုံးလေးကကြက်ရဲ့နာမည်လေးဖြစ်တယ်ပေါ့နော်သူ့ရဲ့ဘီနာမည်လေးကတော့ကောအနောက်ကကိုင်ဘီစုပ်ချက်ဆွဲနည်းလေးကတော့ကျမဒီပါ stop wine လေးနဲ့ရေးပြတဲ့အတိုင်းလိုက်ပြီးဆွဲလို့ရပါတယ်ရှင်နောက်ထပ်ဘီလေးကတော့ကြောကြန်ပကံပြားကိုခေါ်တာပဲဖြစ်ပါတယ်ပကံပြားကိုထိုင်းလို့ဆိုရင်ကြန်လို့ခေါ်ပြီးတော့ဒီရှိကကြောဆိုတဲ့အတန်လေးဒီဘီရဲ့အတန်ထွက်လေးဖြစ်ပါတယ်။ကြောကြန်ပကံပြားကိုခေါ်တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ဘီလေးရဲ့အတန်ထွက်ကတော့ဒေါ်ချတာဒေါ်ဆိုတာကဘီရဲ့အတန်ထွက်ဖြစ်ပြီးအနောက်ကချတာဆိုတဲ့အတန်လေးဒီကောင်လေးရဲ့ခေါင်းမှာစောင်းတာတဲ့မကိုင်ကိုခေါ်တာပဲဖြစ်ပါတယ်။မကိုင်လို့ခေါ်ပါတယ်။ဒေါ်ချတာမကိုင်ကိုခေါ်တာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဘီလေးကတော့တောပတ္တတောဆိုတာကဘီလေးရဲ့အတန်ဖြစ်ပြီးတော့ပတ္တဆိုတာကလှန်ကိုခေါ်တာဖြစ်ပါတယ်တောပတ္တလှန်ကိုခေါ်တာပဲဖြစ်ပါတယ်ဒီနေရာမှာကျမတို့ကတဆိုပြီးအတန်ထွက်တယ်ဆိုပေမဲ့ဒီတောဆိုတဲ့အတန်လေးကတစ်ခါတလေထိုင်းနေနဲ့တလို့မျိုးတနဲ့တမကွဲသလိုမျိုးထွက်တာမျိုးလေးတွေရှိနိုင်ပါတယ်အဲ့ဒါလေးကိုချွင်းချက်မှတ်ပေးပါနော်နောက်ထပ်ဘီလေးကတော့ဒေါ်ဒေတ်ဆိုတာကခလေးကိုခေါ်တာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒေါ်ဆိုတာကသူ့ရဲ့ဘီအတန်ထွက်ဖြစ်ပါတယ်ဒေါ်ဒေတ်ခလေးကိုခေါ်တာပဲဖြစ်ပါတယ်ဒီနေရာမှာစုပ်ချက်လေးဒီကျမတို့စက်ဝိုင်းလေးဒီအတွင်းထဲမှာရှိတာဖြစ်တယ်နော်ထိုင်ပြီးတော်များများဒီစက်ဝိုင်းပုံစံလေးတွေပါတယ်အဝိုင်းလေးတွေပါရင်အဲ့ဒီနေရာနဲ့စပြီးရေးလေးရှိပါတယ်နောက်ထပ်ဘီလေးကတော့တောဘီရဲ့အတန်တော့ကတဖြစ်ပြီးတော့အနောက်ကတောင်လေးကိုခေါ်တာပဲဖြစ်ပါတယ်အတန်လေးနှိမ့်ပါတယ်တောအရှိကတလေးဒီခရုတစ်ခါတလေတနဲ့မကွဲသလိုအခြေအနေမျိုးရှိနိုင်ပါတယ်ကျမကတော့ဘီကိုတလို့အရင်သင်ပေးလေးရှိပါတယ်နောက်ထပ်ဘီလေးကတော့ပေါ်ဘိုင်မိုင်း